မင်္ဂလာပါရှင်ဒေါက်တာမြတ်နိုးပါအိမ်တော်ရှင်အမျိုးသမီးတစ်ယောက်ရဲ့တာဝန်ဆိုတာမနက်မိုးလင်းကနေညမိုးချုပ်အထိမပြီးနိုင်တဲ့အလုပ်တွေနဲ့ပြည့်နှံနေတာပါအိမ်မှုကိစ္စခင်ပွန်းတွေကိုဂရုစိုက်ရတာဒီအပြင်အလုပ်ကိုပါတွန်းတွဲလုပ်နေရတဲ့သူဆိုရင်စိတ်ဖြစ်စီမှုကရှောင်လွဲလို့မရတဲ့အဖော်တစ်ခုလိုဖြစ်နေတတ်ပါတယ်အမျိုးသမီးတော်တော်များများဟာတခြားသူတွေကိုဂရုစိုက်ဖို့ပဲအာရုံစိုက်ရင်ကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဖြစ်ထားမိတတ်ကြပါတယ်စိတ်ဖိစီးမှုတွေဟာရေရှည်မှာခန္ဓာကိုယ်ကျန်းမာရေးကိုပါထိခိုက်စေနိုင်တယ်လို့အိမ်တောင်ရေးအစင်မပြေမှုကိုပါဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့အိမ်ကောင်းရှင်အမျိုးသမီးတွေအတွက်လက်တွေ့ကျကျစိတ်ဖိစီးမှုရှော့ချနိုင်မဲ့နည်းလမ်းချက်ကိုအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့အမျိုးသမီးတော်တော်များများဟာအရာရာတိုင်းของကိုယ်တိုင်လုံးမှာစိတ်တိုင်းကြမယ်အရာရာမှာပြည့်စုံနေရမယ်ဆိုတဲ့အတွေ့နဲ့ကိုဖိအားဖိတ်တတ်ကြပါတယ်ဒါကို Superwoman Syndrome လို့ခေါ်ပါတယ်အိမ်ကအမြဲတမ်းပြောင်းစင်းနေရမယ်ဟင်းကအမြဲတမ်းကောင်းနေရမယ်ခလေးကအမြဲတမ်းစားတော့နေရမယ်ဆိုတဲ့စံနှုန်းတွေကိုရော့ချပြဖို့လိုပါတယ်တခါတလေမှအိမ်ကဖရိုးဖရဲဖြစ်နေလိမ့်လေဖြစ်ပါစေဟင်းမချက်နိုင်လို့အပြင်ကမစားရင်လေစားပါစေကိုငါအရာရာကိုအကောင်းဆုံးမလုပ်နိုင်လေရတယ်ဆိုတဲ့ခွင့်လွတ်မှုကိုအရင်ပေးပါဒီလိုစံနှုန်းတွေကိုလော်ချလိုက်ခြင်းကတင်ပခုံးပေါ်ကဖိအားတွေကိုထက်ဝက်မကရော့ချသွားစေမှာဖြစ်ပါတယ်ရှင်ဒုတိယအချက်ကတော့အလုပ်တွေကိုဝေမျှတတ်ဖို့ပါအိမ်တော်ရှင်မတွေဟာအာနာတတ်တဲ့စိတ်ကြောင့်ဖြစ်တဲ့ကိုယ်တိုင်ပဲနိုင်နှင်းချင်လို့ဖြစ်တဲ့အလုပ်မှန်သမျှကိုခေါင်းပေါ်ပုံတင်ထားတတ်ကြပါရယ်ခင်ပွန်းထန်တဲ့ကလေးတွေကိုအိမ်မို့ကိစ္စတွေမှာတနိုင်တဲ့လောက်ဝေမျှခိုင်းပါပြီးတော့ညင်းစောတတ်ဖို့လေ့ကျင့်ပါဆွေမျိုးကိစ္စလူမှုရေးကိစ္စတွေမှာကိုတကယ်မနိုင်နှင်းတော့ဘူးဆိုရင်အာမနာပဲညင်းစောလိုက်ပါအရာရာကိုလက်ခံနေခြင်းဟာတင်းရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေကိုကုန်ခန်းစေပါတယ်ကိုယ့်ရဲ့အချိန်တဲ့စွမ်းအင်ကိုကာကွယ်ဖို့အတွက်ဟဲ့အိမ်မလုံနိုင်တော့ဘူးလို့ပြောတာဟာတကူကောင်းစံတာမဟုတ်ပဲကျမ်းမာတဲ့စိတ်ကိုတိဆောက်တာပဲဖြစ်ပါတယ်ရှင်တတိယအချက်ကတော့တနေ့တာရဲ့အချိန်အနှဲငယ်ကိုအကြက်ဖက်တည်တံ့ပေးဖို့ပါအိမ်တောင်ရှင်မတွေဟာတခြားသူတွေအတွက်ပဲအချိန်ပေးနေရလို့ကိုယ့်ရဲ့ဝါသနာနဲ့စိတ်အပန်းပြေမှုကိုမိတ်လျော်နေတတ်ကြပါလေတနေ့ကို15မိနစ်ကနေမိနစ်30အထိမိထူးကိုမှဂရုစိုက်စရာမလိုတဲ့ကိုယ့်ပိုက်အချိန်တစ်ခုသတ်မှတ်ထားပါဒီအချိန်လေးဟာတင်ရဲ့စိတ်ဓာတ်ကိုပြောင်းလဲလန်းဆန်းစေပြီးကြန့်ရှိတဲ့ကာဝန်းတွေကိုဆက်လက်ထမ်းဆောင်ဖို့ဘက်ထရီအားဖြင့်တွင်းပေးသလိုမျိုးထိရောက်မှုရှိပါတယ်ရှင်စတုထအချက်တော့ရင်ဖွင့်တိုင်ပင်ခြင်းမှာစိတ်ဖြစ်စီမှုတွေမိကုံးချုပ်အနေနဲ့ပြောရရင်အမျိုးသမီးတစ်ယောက်ဟာကိုယ်တိုင်စိတ်ချမ်းသာနေမှသာမိသားစုတစ်ခုလုံးကိုစိတ်ချမ်းသာအောင်ထားနိုင်မှာပါကိုဂရုစိုက်တာဟာတကူကောင်းစံတာမဟုတ်ပါဘူးမိသားစုအတွက်ရေရှည်ခိုင်မြဲတဲ့ပျော်ရွှင်မှုကိုတည်ဆောက်နေတာပါဒီနေ့ဖျော်ဖျသွားတဲ့ညီလန်းလေးတွေကိုတစ်ဆင့်ချင်းစမ်းလုပ်ကြည့်ပါစိတ်ဖိစီးမှုလေးရောကြလာတဲ့အခါတင်းရဲ့အိမ်တော်ရဲတော့ခလဲတွေနဲ့ဆက်ဆံရေးပါပုံမိုကောင်းမွန်လာကိုတွေ့ရပါလိမ့်မယ်အားလုံးပဲစိတ်အေးချမ်းသာရတဲ့အိမ်တော်ရှင်ဘဝပိုင်ဆိုင်နိုင်ကြပါစီရှင်ကျေးဇူးတင်ပါတယ်အမိတယောက်ဟာကိုယ်တိုင်စိတ်ချမ်းသာနေမှသာမိသားစုတစ်ခုလုံးကိုစိတ်ချမ်းသာအောင်ထားနိုင်မှာပါကိုဂရုစိုက်တာဟာတကူကောင်းစံတာမဟုတ်ပါဘူးမိသားစုအတွက်ရေရှည်ခိုင်မြဲတဲ့ပျော်ရွှင်မှုကိုတည်ဆောက်နေတာပါဒီနေ့ဖျော်ဖျသွားတဲ့ညီလန်းလေးတွေကိုတစ်ဆင့်ချင်းစမ်းလုပ်ကြည့်ပါစိတ်ဖိစီးမှုလေးရောကြလာတဲ့အခါတင်းရဲ့အိမ်တော်ရဲတော့ခလဲတွေနဲ့ဆက်ဆံရေးပါပုံမိုကောင်းမွန်လာကိုတွေ့ရပါလိမ့်မယ်အားလုံးပဲစိတ်အေးချမ်းသာရတဲ့အိမ်တော်ရှင်ဘဝပိုင်ဆိုင်နိုင်ကြပါစီရှင်ကျေးဇူးတင်ပါတယ်ပိုင်ဆိုင်နိုင်ကြပါစီရှင်ကျေးဇူးတင်ပါတယ်